မင်္ဂလာပါခင်ဗျာ2026ခုနှစ်ဧပြီလ30ရက်ကြာသပတေးညချမ်းအတွက် BBC မြန်မာ TV အစီအစဉ်တွေကိုလန်ဒန်မြို့ကနေတိုက်ရိုက်တင်ဆက်ပေးနေပါပြီကျွန်တော်ကကျော်စီရပါကစုံလာပြည့်နေ့မှာအကျဉ်းသား1500ကျော်ကိုပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ပြီးကျန်အကျဉ်းသားတွေကိုလည်းပြစ်ဒဏ်6ပုံ1ပုံလွတ်ငြိမ်းသက်သာခွင့်ပေးခဲ့တာကိုတွေ့ရပါတယ်ဒါပေမဲ့ဒေါအောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားတွေကျန်နေသေးလို့တက်ကြွလှုပ်ရှားသူတွေကပြောနေပါတယ်အမေရိကန်နဲ့အီရန်တို့အကြားပြစ်ခတ်တိုက်ခိုက်မှုရစဲရေးမတိုင်ခင်အီရတ်ထဲကစစ်အခြေစိုက်စခန်းတစ်ခုကိုပြစ်ခတ်လိုက်တဲ့အီရန် drone အစင်းရေတရာကျော်ကိုပြစ်တိတ်စစ်တပ်ကပစ်ချခဲ့ရပါတယ်။အဲဒီကအခြေအနေကို BBC ကရှာရှာပါပါဝင်ရောက်လေ့လာခွင့်ရခဲ့ပါတယ်။ဒီကနေ့ကစုံလာပြည့်နေ့အထိမ်းအမှတ်အနေနဲ့အကျဉ်းသား1500ကျော်ကိုပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးခဲ့ပြီးကျန်တဲ့အကျဉ်းချခံနေရတဲ့သူတွေကိုလည်းပြစ်ဒဏ်6ပုံ1ပုံလွတ်ငြိမ်းသက်သာခွင့်ပေးခဲ့ပါတယ်။ပြစ်ဒဏ်ရှော့ပေါ့ပေးတဲ့အထက်မှာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်လည်းပါဝင်ပါတယ်။ထောင်ဒဏ်တွေရှော့ပေါ့ပေးတာကလွတ်မြောက်တာမဟုတ်ဘဲသူမိခင်အသက်ရှိထင်ရှားရှိနေသေးတာကိုတတ်သိပြပေးဖို့ဒေါအောင်ဆန်းစုကြည်ရဲ့တားငယ်ဖြစ်တဲ့ကိုထိန်လင်းခေါ် Kim Eric ကတောင်းဆိုနေပါတယ်ဒီအကြောင်းကိုပိုပိုကပြောပြပေးမှာပါဒေါအောင်ဆန်းစုကြည်ကိုစစ်တပ်က2021ဖေဖော်ဝါရီလထဲကဖမ်းဆီးခဲ့ပြီး2022ဒီဇင်ဘာ30မှာသူ့ကိုဆွဲထားတဲ့အမှုတွေအားလုံးကိုအပြည့်အပြည့်အမိန့်ချခဲ့ပါတယ်။အဲဒီတုန်းကစုစုပေါင်း19မှုနဲ့ထောင်ဒဏ်33နှစ်ရှိခဲ့ပြီး2023မှာတော့စစ်ကောင်ဆောင်က6နှစ်လျှော့ပေးခဲ့ပါတယ်။ဒါကြောင့်ဒေါအောင်ဆန်းစုကြည်မှာထောင်ဒဏ်28နှစ်ကျန်တယ်လို့နားလည်ရပြီးဒီ28နှစ်ကိုမူတည်ပြီးတွက်ချက်ရင်တော့ဒေါအောင်ဆန်းစုကြည်ရဲ့ထောင်ဒဏ်ဟာ20အောက်ကိုရောက်သွားပြီလို့တရားရေးတိုင်းဝိုင်းနဲ့နှိစက်သူတွေကပြောပါတယ်။ဒေါအောင်ဆန်းစုကြည်ရဲ့ထောင်ဒဏ်တွေတဲကနေစစ်တပ်အာဏာသိမ်းကလေးကချုပ်ထားတဲ့ချုပ်ရက်တွေကိုထုတ်နှုတ်ခန်းစားခွင့်ရတယ်ဆိုပြီးတရားရေးတိုင်းဝိုင်းနဲ့နှိစက်သူတွေကပြောပေမဲ့ဘလောက်နှစ်ကာလကိုဘယ်မှုမှာထုတ်နှုတ်ခန်းစားခွင့်ပေးကြတယ်ထောင်ဒဏ်ဘလောက်ကျန်တယ်ဆိုတာနဲ့အခုရှော့ပေါ့မှုနှစ်ကြိမ်ရဆက်လက်ကြခံရမယ်ထောင်ဒဏ်ဘလောက်ကျန်နေသေးတယ်ဆိုတာကိုတိတိကျကျမသိရပါဘူးလက်ရှိမြန်မာအာဏာပိုင်တွေရဲ့သတင်းထုတ်ပြန်ရေးဖွဲ့စည်းကို BBC ကဆက်သွယ်မေးမြန်းထားပြီးဒီညနေထိပြန်ဖြေတာမရှိသေးပါဘူးဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးကိုကျန်တဲ့အကျဉ်းသားလူငင်းချမ်းသာခွင့်တွေနဲ့ရောထွေးစဉ်းစားလို့မရကြောင်းနဲ့ကြိုတင်ညှိနှိုင်းဆွေးနွေးမှုတွေလုပ်ပြီးမှသာဒေါအောင်ဆန်းစုကြည်ကိုလွှတ်ပေးတာဒါမှမဟုတ်နေအိမ်ကျဲချုပ်ကိုပြန်ရွှေ့ပေးတာမျိုးလုပ်နိုင်မယ်ဆိုပြီးလက်ရှိအစိုးရအဖွဲ့နဲ့နှိစက်တဲ့သတင်းရင်းမြစ်ကပြောပါတယ်လက်ရှိလူငင်းသက်သာခွင့်ပေးတာကိုကြည့်ရင်တော့တဆင့်ချင်းဖြေလျှော့တဲ့ပုံစံနဲ့သွားနေတယ်လို့နားလည်ကြောင်းသူကဆက်ပြောပါတယ်ချွင်းချက်တွေမပါတဲ့လူငင်းကြောင့်ဒေါအောင်ဆန်းစုကြည်ရဲ့ထောင်ဒဏ်တွေလျော့လာပြီးမဲ့သူ့ကိုဘယ်မှာထိမ့်သိမ်းထားတယ်ဆိုတာကိုထုတ်ပြန်တာမရှိလို့ဒေါအောင်ဆန်းစုကြည်တက်ရှိထင်ရှားရှိကြောင်းပြသဖို့လှုပ်ရှားမှုတွေကိုလည်းလူမှုကွန်ရက်မှာရှင်းဟုန်နဲ့လုပ်နေကြပါတယ်။နိုင်ငံတကာအတိုင်းအဝိုင်းကဒေါအောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက်ဝိုင်းဝန်းတောင်းဆိုနေတဲ့ချိန်မှာတောင်ပြန်လွတ်မလာတဲ့ပေါ်နိုင်ငံရေးကျင်းသားများကွန်ရက်တီထောင်သူကိုတိုက်ထွန်းဦးပြောတာကတကယ်စစ်မှန်တော့လွတ်ငြိမ်းခွင့်ကိုပေးဖို့ဆန္ဒမရှိတဲ့စစ်တပ်ဟာနိုင်ငံတကာကတောင်းဆိုမှုဒီလောက်ထိမြင့်မားနေတဲ့အချိန်ပြည်သူလူထုရဲ့လူထုကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ပါပဲနိုင်ငံရေးကျင်းသားလွတ်မြောက်ရေးအတွက်လှုပ်ရှားမှုအားကောင်းနေတဲ့အချိန်မျိုးမှာတော့မှပြည်သူလူထုရဲ့ဆန္ဒနဲ့နိုင်ငံတကာရဲ့ဖြစ်စေချင်တဲ့ဆန္ဒကိုလုပ်ပေးခြင်းတဲ့ဆန္ဒနဲ့စေတနာမရှိဘူးဒါဟာစစ်တပ်ကဒီမိုကရေစီကိုပြန်လဲတွားမယ်ဆိုတဲ့အရေးအယောင်ကိုကမ္ဘာကြီးကိုလက်စားဖို့နိုင်ငံတကာလက်စားကိုစူးစမ်းနေပေမဲ့လက်တွေ့မှာတော့စစ်တပ်ဟာငကိုမူလထုံးစံတွေအတိုင်းပဲစစ်အာဏာရှင်စနစ်ကိုအမြင့်ခိုင်မာအောင်တည်ဆောက်နေတဲ့အခြေအနေလို့ပဲကျွန်တော်တို့မြင်ပါတယ်ဗျ။ဒေါအောင်ဆန်းစုကြည်နဲ့အတူအဂရိမှုနဲ့ပူးရဲတရားစွဲထောင်ချခံခဲ့ရတဲ့သမရဦးဝင်းမြင့်ကိုလက်ရှိသမရဦးမင်းအောင်လှိုင်ကဧပြီလ18ရက်နေ့မှာလွှတ်ပေးခဲ့ပေမဲ့ဒေါအောင်ဆန်းစုကြည်ကိုတော့ချန်လှပ်ထားခဲ့ပါတယ်။အကျဉ်းထောင်လက်စွဲဥပဒေရဆိုရင်ပြည်ထောင်လွတ်ငြိမ်းခွင့်တွေကိုပေးတယ်ဆိုရင်ဘယ်လိုအမှုမျိုးစားဘယ်လိုဥပဒေရဘယ်လိုပုံမှန်မျိုးရဆောင်ရွက်တယ်ဆိုပြီးဖော်ပြဖို့လိုအပ်ကြောင်းဥပဒေပညာရှင်ဒေါက်တာဖိုးဗျူကထောက်ပြပါတယ်ရင်တူနေပါလျက်နဲ့ထောင်ဒဏ်တွေချင်းလဲတူနေပါလျက်နဲ့တချို့လွတ်လာတယ်တချို့ကလွတ်မလာဘူးဆိုတော့ကြည့်ချင်းအားဖြင့်လူပုဂ္ဂိုလ်ပေါ်မှာအခြေပြုတဲ့သုံးဖြတ်ချက်တွေဖြစ်နေတယ်တရားဥပဒေပေါ်မှာအခြေခံတဲ့ဥပဒေပြဋ္ဌာန်းချက်တွေပေါ်မှာလိုက်လာတဲ့တပြေးညီတော့စီမံခန့်ခွဲမှုမျိုးဖြစ်တယ်လို့စုံနိုင်ဖို့အတွက်အင်မတန်ပဲခဲယဉ်းနေပါတယ်လွတ်ပေးလိုက်တယ်ဆိုတဲ့အမှုခင်းတွေအားလုံးဒီခိုးဆိုးလိုက်လူရက်ဓမြဆိုတဲ့ရာဇဝတ်သားတွေနဲ့ရောထွေးပြီးတော့ပြည်ထောင်အားလုံးအပေါ်မှာထောက်ဖို့တဖို့ဆိုရင်အများကြီးတက်တာသွားမယ်အဲ့လိုမှမဟုတ်ဘဲနဲ့ပြည်ထောင်ကြခံဖို့အတွက်ကြံရှိနေတဲ့ကာလာလေးထဲမှာ6ဖို့တဖို့ဆိုတော့ပို့ပြီးတော့နည်းသွားတာအဲ့တော့6ဖို့တဖို့ပေးတဲ့ကာလာလေးတွေတမင်တကမလွတ်မြောက်အောင်ပိုင်းပစ်ပြီးတော့ပေးတယ်လို့ဖြစ်နေတယ်ဒီကောက်ပွဲဟန်တာနှောက်ယှက်မှုနဲ့ဖမ်းဆီးထောင်ချခံခဲ့ရတဲ့လူပညာရှင်တချို့တော့ရန်ကုန်အင်းစိန်ထောင်ကနေပြန်လွတ်မြောက်လာပြီးစီးပွားရေးလုပ်ငန်းရှင်ကြီးတချို့လည်းပြန်လွတ်လာတာကိုတွေ့ရပါတယ်ဒါပေမဲ့ထိုးတိုင်းတွေကတိုက်ဦးပေါင်းတယ်တာယာဝတီမွန်ပြည်နယ်နဲ့ကယားပြည်နယ်ထောင်တွေကနေလည်းနိုင်ငံရေးကျင်းသားတွေလွတ်မြောက်လာတာမရှိသေးဘူးလို့ PPNM ရဲ့တာဝန်ရှိသူကပြောပါတယ်အခုပေါ်ပြပေးခဲ့တဲ့ရုပ်သံသတင်းကိုသာမကမြန်မာနဲ့ကမ္ဘာတလားကစိတ်ဝင်စားဖွယ်စီစဉ်တွေကို BBC ရဲ့ YouTube စာမျက်နှာမှာလည်းတွားရောက်ကြည့်ရှုနိုင်ကြပါတယ်။ Mobile phone, tablet နဲ့ computer အပြင် internet နဲ့ချိတ်ထားတဲ့ Smart TV တွေကနေလည်းကြည့်နိုင်ကြပါတယ်ခင်ဗျာ။အခုတော့တခြားထိပ်တန်းအောင်သတင်းတွေကိုစပ်ပြီးရှုစားကြရအောင်ပါ။ Lebanon နဲ့ Israel တို့အကြားကျိုးပြတ်လွယ်တဲ့အပြစ်ခတ်ရဲစဲရေးသဘောတူညီချက်ရှိနေတဲ့ကြားက Israel ဟာ Hezbollah ရဲ့နေရာကိုတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ရုပ်ပုံတွေထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန်သမ္မတထရန့်က SCO သတင်းဌာနနဲ့မေးမြန်းခန်းမလဲအစ္စရေးအနေနဲ့စစ်စင်ရေးအငယ်စားတွေကိုသာလှုပ်ဆောင်ဖို့ဝန်ကြီးချုပ်ကိုပြောကြားထားတယ်လို့ဆိုပါတယ်စစ်ပွဲပြန်လည်ဖြစ်ပွားနိုင်တဲ့တိုက်ခိုက်မှုတွေကိုလည်းရှောင်ရှားဖို့သူကတိုက်တွန်းထားတယ်လို့ပြောဆိုသွားခဲ့ပါတယ်ဂါဇာကိုဦးတည်သွားနေတဲ့အကူအညီပေးရေးတင်မောအစီး90ကျော်ပါရေအုပ်စုကိုဂရိနိုင်ငံအနားကနိုင်ငံတကာရေပိုင်နက်မှာအစ္စရေးရေတပ်ကချားဖြတ်တားဆီးခဲ့တယ်လို့ပါလက်စတိုင်းရေတပ်ကြွလှုပ်ရှားသူတွေကပြောကြပါတယ်။အဲ့ဒီတင်မောတွေဟာဂါဇာနဲ့ကီလိုမီတာ100ကျော်ဝေးမှာရောက်ရှိနေခဲ့တာကြောင့်အစ္စရေးရဲ့တားဆီးမှုဟာတရားမဝင်ဘူးလို့ဦးဆောင်သူတွေကပြောကြပါတယ်။အဲ့ဒီတင်မောတွေပေါ်ကတက်ကြွလှုပ်ရှားသူ185ယောက်ကိုဖမ်းဆီးထားတယ်လို့လည်းအစ္စရေးနိုင်ငံသားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။တရုတ်နိုင်ငံဘေကျင်းမှာလုံးဝနီးပါးဒရုန်းမပြန်တမ်းရဆိုတဲ့စီကံသတ်မှတ်ချက်အပါအဝင်ဒရုန်းနဲ့ပတ်သက်တဲ့စီးမြင့်သစ်တွေကိုချမှတ်လိုက်ပါတယ်။အဓိကဒရုန်းအစိပ်ပိုင်းတွေကိုမြို့ထဲမှာရောင်းချတာဒါမှမဟုတ်တဲဆောင်လာတာမလုပ်ရဘဲဒရုန်းအလုံးမှတ်ပုံတင်ဖို့နဲ့ဒရုန်းမောင်းနေတဲ့လူတွေဟာချိန်နဲ့တပြေးညီစောင့်ကြည့်တဲ့ software ကိုလည်းအသုံးပြုရမှာဖြစ်ပါတယ်။မေလ1ရက်နေ့ကစတင်ပြီးအသက်ဝင်မဲ့စီကံတွေဟာအများပြည်သူဘေးကင်းလုံခြုံရေးအတွက်ဖြစ်တယ်လို့လုံခြုံရေးဝန်ကြီးဌာနကပြောဆိုလိုက်ပါတယ်။ရေနံစိမ်းဈေးနှုန်းတွေဟာရုတ်တရက်ခုန်တက်သွားခဲ့ပါတယ်။ဒါဟာ2022ခုနှစ်မှာရုရှားကယူကရိန်းကိုကျူးကျော်ပြီးတဲ့နောက်မှာတရိပ်ရိပ်ဈေးတက်လာနေရကနေအခုအမြင့်ဆုံးဈေးထိရောက်လာတာဖြစ်ပါတယ်။ကမ္ဘာစံနှုန်း Brent ရေနံစိမ်းတစ်စီးဟာဗုဒ္ဓဟူးနေ့မှာဒေါ်လာ120ကျော်အထိဈေးမြင့်တက်ခဲ့ပြီးဒီနေ့မနက်စောပိုင်းမှာ126ဒေါ်လာအထိဈေးမြင့်တက်သွားခဲ့ပါတယ်။အမေရိကန်စစ်တပ်ကအီရန်ကိုအချိန်တိုတိုအတွင်းမှာအင်အားပြင်းပြင်းနဲ့တိုက်ခိုက်မဲ့အစီအစဉ်ကိုသမ္မတဒေါ်နယ်ထရန့်ကိုချပြဖို့ရှိနေတယ်လို့ SCO သတင်းဌာန website မှာဖော်ပြခဲ့ပြီးတဲ့နောက်မှာအခုလိုရေနံစိမ်းဈေးနှုန်းတွေမြင့်တက်လာလည်းဖြစ်ပါတယ်။တကယ်လို့အမေရိကန်ကတိုက်ခိုက်မှုတွေထပ်မံလုပ်လာမယ်ဆိုရင်အီရန်ဘက်ကလည်းအချိန်ကြာကြီးနာကျင်စေမဲ့တိုက်ခိုက်မှုတွေပြန်လုပ်မယ်လို့အီရန်တော်လှန်ရေးအစောင့်တပ်ကပြန်လည်သတိပေးလိုက်ပါတယ်။အစ္စရေးအမေရိကန်နဲ့အီရန်တို့အကြားကငြိမ်းချမ်းရေးဆွေးနွေးပွဲတွေရပ်တန့်နေတာနဲ့ဟော်မုဇ်ရေလက်ကြားကိုပိတ်ဆို့ထားဆဲအခြေအနေတွေဖြစ်နေတာကြောင့်စွမ်းအင်ဈေးနှုန်းတွေလည်းတရိပ်ရိပ်မြင့်တက်လာနေပါတယ်။မစ္စတာထရန့်ကအီရန်စိတ်ကမ်းတွေနဲ့တင်မောတွေကိုလာပေါင်းများစွာကြာအောင်ဆက်လက်ပိတ်ဆို့ထားဖို့စဉ်းစားနေတယ်ဆိုတဲ့သတင်းတွေကြောင့်လည်းဈေးနှုန်းတွေမြင့်တက်လာတာဖြစ်ပါတယ်။ရေနံစိမ်းဈေးနှုန်းဈေးတက်ခဲ့တဲ့တပိုင်းတစ်လျှောက်အခြေအနေကိုနှိုင်းယှဉ်ကြည့်အောင်ပါဒီထက်ဈေးတက်လာအောင်ပါလား BBC သတင်းတော့ Mora Fogarty ကအခုလိုရှင်းပြပါတယ်So it depends on how sustained they are. The last time we saw these prices ဒီလိုစီးသေးတွေဘယ်လိုဆက်ရှိနေလဲဆိုတာပေါ်မူတည်ပါတယ်။နောက်ဆုံးကြုံခဲ့တဲ့ဈေးနှုန်းတွေကိုပြန်ကြည့်ရအောင်ပါ။အီရန်စစ်ပွဲစကတည်းကဆိုအခုအခါဈေးအမြင့်ဆုံးကိုရောက်နေပါပြီ။ယူကရိန်းကိုရုရှားကျူးကျော်တော့ကစီးသေးတွေအရန်တက်ခဲ့မှုပါတယ်။ဒါပေမဲ့အခုတော့အဲ့ဒီအမြင့်ဆုံးအဆင့်တွေကိုတောင်ကျော်ပြီး2012တုန်းကအဆင့်တွေကိုပြန်ရောက်နေပါတယ်။အဲ့ဒီတုန်းကအကြောင်းကိုပြန်ပြောရရင်အမေရိကန်ကအီရန်ပေါ်ပိတ်ဆို့မှုတွေတိုးလုပ်ခဲ့ပြီးအီရန်စီကရေနံဝယ်တဲ့ဖောက်တဲ့နိုင်ငံတွေကိုစားငွေပေးချေနေတဲ့ဘဏ်တွေနဲ့အဖွဲ့အစည်းတွေကိုတန်းခတ်အရေးယူမှုတွေလုပ်ခဲ့ပါတယ်။အခုအဲ့ဒီတုန်းကအီရန်အပေါ်ပိတ်ဆို့ခဲ့မှုကြောင့်ဖြစ်လာတဲ့အတိုင်းအတာကိုပြန်ရောက်နေပါပြီ။ဒီဈေးနှုန်းတွေအဲ့လိုဆက်ဖြစ်နေမယ်ဆိုရင်လောင်စာကြီးဈေးနှုန်းတွေဓာတ်ဆီဆိုင်ကဈေးတွေနဲ့မကပဲတခြားကုန်ဈေးနှုန်းတွေကိုပါတက်ရောက်သွားမှာပါ။ဒီတော့ဒီလောက်ဈေးမြင့်မြင့်ဘယ်လောက်ကြာကြာဆက်ဖြစ်နေမလဲဆိုတာပေါ်ပဲမူတည်ပါတယ်။ BBC မြန်မာပိုင်းကနေတင်ဆက်ပေးနေတဲ့နောက်ဆုံးရမြန်မာနဲ့နိုင်ငံတကာသတင်းတွေကိုရေဒီယိုကနေလည်းနားဆင်နိုင်ကြပါတယ်။သတင်းနဲ့မျက်မှောက်ရေးရာတွေကိုဦးစားပေးပြီးညစဉ်8နာရီတိတိကနေ8နာရီ15မိနစ်ထိထုတ်လွှင့်တင်ဆက်ပေးနေပါတယ်။ဒီစီစဉ်ကို podcast နဲ့ website တွေမှာလည်း download ရယူပြီးနားဆင်နိုင်ကြပါတယ်ခင်ဗျာ။အီရတ်နိုင်ငံကစစ်အခြေစိုက်စခန်းတစ်ခုမှာရှိတဲ့ British စစ်သားတွေဟာအမေရိကန်နဲ့အီရန်စစ်ပွဲအတွင်းအီရန်ကပစ်ခတ်လိုက်တဲ့ drone အစင်းရေ100ကျော်ကိုပစ်ချခဲ့ရပါတယ်။အပစ်ခတ်ရစဲရေးမလုပ်ခင်ကအဲ့ဒီနေရာဟာတနေ့ကို drone တွေတုံးကြီးအစင်းရေ30လောက်နဲ့ပြစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရလဲဖြစ်ပါတယ်။ပြည်ထောင်နဲ့အမေရိကန်တပ်ဖွဲ့တွေထိုင်ချထားတဲ့အဲ့ဒီမဟာမိတ်စစ်အခြေစိုက်စခန်းကိုအီရန်ပဋိပက္ခကြီးစတင်ဖြစ်ပွားပြီးတဲ့နောက်မှာ BBC ကပထမဆုံးဝင်ရောက်လေ့လာနိုင်ခဲ့ပါတယ်။ BBC ကာကွယ်ရေးဆိုင်ရာသတင်းတောက် Jonathan B ရဲ့သတင်းကိုကိုမင်းထက်ကပြောပြပေးထားပါတယ်။ Iran is left. အရှိလေပိုင်းဒေသကပြစ်မှတ်ထားအတိုက်ခံရဆုံးမဟာမိတ်စစ်စခန်းတွေကတခုစီကို RAF တော်ဝင်လေတပ်လေယာဉ်နဲ့ကျွန်တော်တို့သွားနေပါတယ်။လောလောဆယ်အပြည့်ရထားပြီးမဲ့လေယာဉ်မစင်းခင်လေးမှာရင်ချင်းချောက်မှုအန်ဒရယ်ကိုအထင်ရှားတွေ့လိုက်ရပါတယ်။ Fireworks mid distance 2 o'clock. Ground explosions. Yeah, visual fireworks. drone တစ်စင်းကိုလှမ်းတွေ့လိုက်ရပြီးတဲ့နောက်ပောက်ကွဲမှုတွေဖြစ်လာပါတယ်။ They are still calling things. So everyone obviously be ready for bunker calls when we're on the deck. Roger that. ဒီတစ်ခါပြစ်မှတ်ကတော့အနားကအီရတ်တပ်ဖွဲ့တွေပါ Yeah, there's the crane just to the left. အပြစ်မရခင်ကတော့ဒီစခန်းကိုအကြိမ်ကြိမ်တိုက်ခိုက်ခံခဲ့ရပါတယ် It's been cleared quite a bit since I was last here. UK နဲ့ American တပ်ဖွဲ့တွေကဆက်ပြီးတက်လှမ်းအသင့်အနေထားနေပါဒီစခန်းကအီရတ်မှာရှိတယ်ဆိုတာထက်ပိုပြီးနေရာကိုပြောခွင့်မရှိပါဘူးစစ်ပွဲရှိန်မြင့်နေချိန်တုန်းကတော့ဒီစခန်းကိုတစ်နေ့ကို28ကြိမ်လောက်ပြစ်မှတ်ထားခံခဲ့ရပါတယ်ဒီနေရာကအဲ့ဒီချိန်ကသူတို့အများဆုံးနေခဲ့ရတဲ့နေရာပါကွန်ကရစ်ခင်းထားတဲ့ဘုံခုကျင်းတွေပါYou are lying face down. ဟောတန်နေကြားရင်မှောက်ပြီးဝင့်နေရပါတယ်ကိုယ်ကောင်းပေါ်မှာဆူညံတန်နေကြားရပြီးဘလောက်အားပြင်းတယ်ဆိုတာသိနိုင်ပါတယ်ကိုယ်နားတစ်ဝိုက်မှာတန်းတဲ့ကြီးတွေနဲ့ပြစ်ခတ်နေတာကိုကြားရပါတယ်အရန်ကိုစိတ်ဒုက္ခရောက်ရပါတယ်
ဒါသူတို့ကိုအသက်ဆက်ရှင်သန်နေဖို့အထောက်အကူပေးနေတဲ့လေကြောင်းကာကွယ်ရေးစနစ်ပါဒါရိုပစ်မစ်ဇိုင်းဒုံးသုံးပြီး drone အတော်များများကိုပစ်ချခဲ့ပြီးပါပြီ Well, we're filming the dark. လုံခြုံရေးကြောင့်ကျွန်တော်တို့အမှောင်ထဲမှာပဲရိုက်ကူးရေးလုပ်နေရပါတယ်ဒီစခန်းကဘယ်နေရာတွေကိုမှထင်ထင်ရှားရှားပြတာသူတို့မလိုလားပါဘူးဒီမှာဘယ်လောက်အန်ဒရယ်ကြီးသလဲဆိုတာသိအောင်ပြောရရင်တလကျော်လောက်အတွင်းမှာ drone 100ကျော်ကိုပစ်ချခဲ့ရပါတယ် Rapid Sentry အမြန်ကင်းဆောင်ဆိုတဲ့စနစ်ကိုသုံးပြီးအဲ့ဒီတောင်ကုန်းပေါ်ကနေပစ်ချခဲ့တာပါဝင်လာတဲ့ drone တွေကို RAF လေတပ်တပ်ဖွဲ့ဝင်တွေကစက္ကန့်ပိုင်းအတွင်းထောက်လှမ်းချေရခံဖျက်ဆီးခဲ့ပါတယ်သူတို့လည်းအသက်နဲ့ရင်းရတာပါသူတို့မျက်နှာတွေကိုတော့မပြကြဘူးမြစ်တာရက်ခံပါတယ် တညာတဲ့ drone 14ခုလောက်ဝင်ပါတယ်ဒီတော့အမြဲမပြတ်ကြားဖြတ်တားဆီးနေရပါတယ်ပြောင်းတဲ့ကိုမစ်စာတွေထက်ပစ်ချအထက်ပြန်ဝင်မပြတ်လုံနေရတာပါညဘက်မှာပဲတိုက်ခိုက်ခံရမယ်လို့မျှော်လင့်ထားပေမဲ့နေ့ဘက်တွေမှာတော့အန်ဒရယ်ကမြင်မာနေသေးပါအသက်ဘေးကနေကပ်ပြီးလွတ်တာမျိုးကြုံခဲ့ဘူးလား ခဏခဏကြုံတာပေါ့ အဲ့ဒီအကြောင်းကိုပြန်ပြောပြနိုင်လား အသေးစိတ်တော့မပြောနိုင်ပါဘူးဒါပေမဲ့ခဏခဏတော့ကြုံခဲ့ရပါတယ်အမေရိကန်တပ်ဖွဲ့ဝင်တွေရောပဲ I would argue this place would be a smoldering wreck if it wasn't for you guys အပြည့်ရထားတာကြောင့်ပဲအခုလိုခဏလေးလာကြည့်ခွင့်ရခဲ့တာပါ RAF လေတပ်အကြီးအကဲနဲ့ကာကွယ်ရေးဝန်ကြီးတို့ရဲ့ချီးကျူးစကားကိုလည်းတဆင့်ပါခွင့်ရခဲ့တဲ့အချိန်မှာ UK ဟာတိုက်ပွဲတွေမှာပါဝင်မှုမရှိဘူးဆိုတဲ့သမ္မတ Trump ရဲ့ပြောဆိုချက်ကိုလည်းတံပြန်လိုက်တာပါ အမေရိကန်တွေအနေနဲ့ကင်းစီဖို့ကျွန်တော်တို့ကူခဲ့ပါတယ်သူတို့ကာကွယ်ပေးကူခဲ့တယ်လို့သူတို့ကလည်းကျွန်တော်တို့ကိုကူပြီးကာကွယ်ခဲ့ပါတယ်ဒါကကျွန်တော်တို့ဘက်ကခုခံကာကွယ်ရေးရည်တည်ချက်ပါဒီအတိုင်းပဲဆက်ရည်တည်သွားမှာပါ American နဲ့ UK ဟာဒီစစ်ပွဲမစခင်ဟိုးကလေးကဒီစခန်းမှာအတူလက်တွဲလှုပ်လာခဲ့ကြတာပါဒါပေမဲ့အရင်ကသူတို့ရဲ့အဓိကလုပ်ငန်းစဉ်ဖြစ်တဲ့ ISIS ကိုချေမှုန်းရေးကအခုတော့ကိုယ့်အသက်ရှင်တန်ရေးဖြစ်လာပါတယ်အန်ဒရီကနေလွတ်နိုင်မလားဆိုတာကလည်းအခုထိတော့အသေးချာမပြောနိုင်ကြသေးပါဘူးအခုပြောပြပေးခဲ့တဲ့သတင်းကိုကိုယ့်ရဲ့ mobile phone ကနေလည်းကြည့်ရှုနိုင်ကြပါတယ်